Hi everyone, what's up? ကျွန်တော်ဒီနေ့မျှဝေသွားမယ့်အသုံးလုံးလေးကတူတူတုတ်တုတ်ကလေးလေးရှိတယ်ပြောရတာလည်းအယံကိုလွယ်တယ်ထိမိတဲ့အဓိပ္ပာယ်နှစ်မျိုးကိုလည်းပေါင်းစပ်ထားတယ်အဲ့ဒီအသုံးလုံးလေးကဘာဖြစ်မလဲဒီအသုံးလုံးလေးမှာအဓိပ္ပာယ်နှစ်မျိုးပါတယ်နံပါတ်1 I don't think so ကိုယ့်ရဲ့အမြင်ရတော့မထင်ပါဘူးNumber 2 I'm not 100% sure ဒါပေမဲ့တော့တရားရာခိုင်နှုန်းတော့မသိကြဘူးဒီအဓိပ္ပာယ်နှစ်မျိုးပေါင်းစပ်ထားတဲ့စကားပြောလေးက not that I know of not that I know of Hey Francisco is Christian coming to the party not that I know of Hey Chris, is the meeting cancelled? Not that I know of. I can check for you. ဒီလိုဆိုရင်ဒီလိုအဓိပ္ပာယ်နှစ်မျိုးပေါင်းစပ်ထားတဲ့ဒီစကားပြောလေးကိုကျွန်တော်ဒီနေ့ပဲစပြီးတော့သုံးလိုက်ပါ Not that I know of. နောက်ဗီဒီယိုမှာတွေ့မယ်နော် Bye bye. Please subscribe my YouTube channel. Thank you.